ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Display Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အရင်ခောက်တွေမှာတော့ Mixer ရဲ့ Starlink account တွေထဲမှာကျွန်တော်ရဲ့အချက်လက်တွေနဲ့ Billing Road ဘယ်လိုဖြစ်တယ်လဲရှင်းပြပေးသွားပါဖြစ်ပါတယ်နောက်ဒုတိယဗီဒီယိုမှာတော့ကျွန်တော်တို့ရဲ့ Display Page ကိုဘယ်လို sign up လုပ်ပြီးတော့ Display Page အကြောင်းကိုရှင်းပြပြီးတော့Starlink ဘယ်လိုစောင့်မလဲဆိုတာတွေကိုကျွန်တော်အသေးစိတ်ရှင်းပြသွားပါဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော် Visa Top Up ဘယ်လိုလုပ်မလဲနဲ့ကျွန်တော် device activation ပေါ့ set အသစ်တွေ activation လုပ်ပုံလုပ်နည်းတွေကိုset အသစ် activation လုပ်ဖို့အတွက်ကျွန်တော်တို့ဗီဆောင်ရမယ့်ကျွန်တော်တို့ရဲ့အချက်လက်တွေကျွန်တော်တို့ရဲ့ account ထဲကိုဘယ်လိုဖြည့်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်အရင်ဆုံး Visa Top Up အကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်မိတ်ဆွေတို့စီမှာကိုယ်ပိုင် Visa Card တွေရှိတယ်မိတ်ဆွေတို့ကred dot ဖြစ်ဖြစ် right by ဖြစ်ဖြစ်တခုခု visa card တွေရှိတယ်ဆိုရင်အဲ့ဒီ visa card တွေကိုဝင်ဖြည့်ပြီးတော့ဝင်ဖြည့်ပေးတဲ့ဝန်ဆောင်မှုကျွန်တော်တို့လုပ်ပေးတာဖြစ်ပါတယ်မိတ်ဆွေတို့ကဒီ visa card တွေကိုအကြောင်းတစ်ခုခုကြောင့်ဝယ်ယူထားတာဖြစ်နိုင်ပါတယ် maybe ကျွန်တော်တို့ဒီ Starlink ကိုဘာသာကိုပေးဆောင်ဖို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင် ChatGPT Gemini Pro စသဖြင့်အကောင့်တွေကိုဖွင့်ပြီးတော့လစဉ်ပေးဆောင်ဖို့ဖြစ်ဖြစ်ပေါ့နော် visa card တွေကိုကျွန်တော်တို့ကိုဘာသာကိုလောက်ထားတဲ့ visa card တွေရှိတယ်ဆိုရင်အဲ့ဒီ visa card တွေကိုဒီမှာကျွန်တော်ငွေဖြည့်ပေးတာဖြစ်ပါတယ်visa card ဝန်ဆောင်မှုတော့ကျွန်တော်မပေးသေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ visa card ဝန်ဆောင်မှုပေးတဲ့ကဏ္ဍတွေမှာကျွန်တော်တို့ fake ID တွေနဲ့တွားတာဖြစ်ပါတယ်။အဲ့ဒီလို fake ID တွေနဲ့တွားတာကမကြအကြောင်းတစ်ခုခုဖြစ်ခဲ့ရင်တော့ကျွန်တော်တို့အဆင်မပြေနိုင်တာမျိုးတွေဖြစ်တယ်။ပြီးတော့ဒီကိုယ့်ရဲ့ ID အစစ်အမှန်နဲ့ကျွန်တော်တို့လောက်တာမဟုတ်တဲ့အတွက်ကြောင့်တော့အန်ဒီရရှိနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဟာကိုတော့ဝန်ဆောင်မှုမပေးသေးပါဘူး။အဲ့တော့ဝန်ဆောင်မှုပေးနေတဲ့ရှို့တော့လူတွေတော့ရှိပါတယ်ဒါပေမဲ့ဒါတွေကကျွန်တော်တို့တာဝန်အတိုင်းအတာတစ်ခုထိကျွန်တော်တို့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ visa card တွေကိုကျွန်တော်တို့လက်ရှိလောက်ထားပြီးသားတချို့တွေလည်းကို personal visa card တွေရှိတယ်ဒါမှမဟုတ်ရင်လည်းတချို့ဒီနိုင်ငံခြားမှာကိုမိတ်ဆွေတွေနဲ့ဖွင့်လာတဲ့ visa card တွေရှိတယ်ပေါ့နော်အဲ့လို visa card တွေစိတ်ချရတဲ့ visa card တွေရှိတာပေါ့နော်ဒါမှမဟုတ်ရင်လည်းကိုတခြားကိုရဲ့ fake ID တွေနဲ့ဖွင့်လာတဲ့ visa card တွေကလည်းသူတို့တတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုပေါ့နော်မလုပ်ဘူးပေါ့ဥမာအားဖြင့် facial ကျွန်တော် recognition လို့ခေါ်တာပေါ့မျက်နှာနဲ့ scan ဖတ်တဲ့ဟာမျိုးတွေမလုပ်ဘူးပါညာစသဖြင့်အဲ့ဒါမျိုးတွေသူတို့တတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေမလုပ်ဘူးဆိုရင်တော့လည်းစိတ်ချလက်ချတော့သုံးလို့ရပါတယ်ဒါပေမဲ့တော့သူ့ရဲ့ဒီ visa card ထဲမှာရှိတဲ့ငွေတွေကိုတခြားကနေပြန်ထုတ်တာမျိုးတွေဆိုရင်တော့အခက်အခဲရှိနေတယ်ပေါ့နော်ဒါကတော့ visa card ထုတ်ပေးတဲ့အခါမှာခုနပြောတေချာစုံစမ်းရမယ့်အချက်လက်တွေပါပြီးတော့ fake ID ပေါ့နော် fake ID တွေနဲ့လောက်ထားတာလည်းဖြစ်ပါကျွန်တော်မြန်မာနိုင်ငံကလည်းဒီဟာနဲ့ပတ်သက်ပြီးတော့တရားဝင်လှုပ်ဆောင်လို့မရတဲ့အချက်လက်တွေရှိတာပေါ့နော်ဒါတွေကြောင့်ပေါ့ okay ထားပါတော့အဲ့တော့ကျွန်တော်တို့ visa top up လုပ်ချင်တဲ့သူတွေအတွက် visa card ရှိပြီးသားသူတွေအတွက်ပေါ့နော်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတာကိုပဲဒီမှာလက်ရှိအသေးစိတ်ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ visa card top up လုပ်ဖို့အတွက်ကိုမိတ်ဆွေတို့ရဲ့ visa card ထဲကိုဒေါ်လာ100ထည့်ချင်တယ်ပေါ့နော် USDT ဆိုတော့ကျွန်တော် stable coin ပေါ့နော်ကျွန်တော်တို့ဒီ crypto ငွေဟိုဟာနဲ့ကျွန်တော်တို့လုပ်ထားတဲ့ stable coin တစ်ခုပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဒီကိုထည့်ချင်တဲ့ငွေမောက်100ရိုက်ထည့်မှာပေါ့နော်100ရိုက်ထည့်လိုက်ရင်ကျွန်တော်တို့ကငွေမောက်အပြင်ကျွန်တော်တို့ဘယ်လောက်မြန်မာငွေဘယ်လောက်ဆောင်အောင်မလဲဆိုတာကိုဒီမှာဖော်ပြတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့မိတ်ဆွေတို့ရဲ့wallet ထဲမှာကျွန်တော်တို့ဒီကျွန်တော်တို့ Bybit ဆိုရင် Bybit ပေါ့နော်ဒါမှမဟုတ် Red Dot ဆို Red Dot ပေါ့ကျွန်တော်တို့ကဘယ် exchange နဲ့ဆောင်စေချင်တယ်ပေါ့နော်တချို့ကျတော့ဈေးတက်တာတဲ့ exchange ရွေးချင်တယ်ဆိုရင် Aptos ဆိုရင် Aptos ပေါ့ဒါမှမဟုတ်ရင်လည်း BSC ဆို BSC ပေါ့ကိုရွေးချင်တဲ့အဲ့ဒါကမိတ်ဆွေတို့ရဲ့ wallet ထဲမှာကျွန်တော်တို့ဒီနောက်ပြီးတော့ကျွန်တော် screenshot တွေကျွန်တော်ပြန်ပြီးတော့ share လုပ်ပေးပါမယ်Bybit ဆိုလည်း Bybit ပေါ့အဲ့ဒီမှာအရေးကြီးဆုံးအချက်ကမိတ်ဆွေတို့ဟိုပါပေါ့ကျွန်တော်တို့ဒီ deposit ပေါ့နော် deposit ဆိုတဲ့ club ကိုရွေးရမှာပါဖြစ်ပါတယ် deposit ဆိုတဲ့ club ကိုရွေးလိုက်တဲ့အခါမှာအဲ့ deposit ထဲမှာကျွန်တော်တို့ USDT ဆိုတာကိုရွေးရမှာဖြစ်ပါတယ် USDT ကိုရွေးပြီးသွားတယ်ကျွန်တော်တို့ network type ကိုရွေးရမှာဖြစ်ပါတယ်အဲ့ network type မှာမိတ်ဆွေတို့ကဒါ BSC ကိုရွေးထားမယ်ဆိုတော့ဒီမှာ BSC ရွေးပြီပေါ့နော်ရွေးပြီးကျွန်တော်တို့ပေါ်လာမဲ့ transaction ID နံပါတ်ရှိတာပေါ့နော် address ရှိတာaddress ရှိတာ wallet address ရှိတာပေါ့နော်အဲ့ wallet address ကိုဒီမှာဖြည့်ရမှာပေါ့ကျွန်တော်ကဒါနမူနာဖြည့်တာကျွန်တော်ဟာကို copy လုပ်ဖို့မဟုတ်ဘူးပေါ့နော်မိတ်ဆွေတို့ဒီမှာနမူနာဖြည့်တာပေါ့နော်တကယ်လို့မိတ်ဆွေတို့ကနေပြီးတော့မှကျွန်တော်ထင်းတယ်ဒီမြန်မာငွေပြန်ပြီးတော့ထုတ်ချင်တယ်ဘာညာဆိုရင်လည်းကျွန်တော်လုပ်ပေးတာရှိပါတယ်ဒါကတော့ကျွန်တော်ရဲ့ address ကိုမိတ်ဆွေတို့မှတ်ထားဖို့ပေါ့နော် okay
ဒါကတော့တစ်ပိုင်းမှာလောဆယ်တော့ visa top up လုပ်တဲ့အပိုင်းကိုပဲရှင်းပြမယ်အဲ့တော့ဒီ transaction ID မှာကျွန်တော်တို့ဒီမိတ်ဆွေတို့ရဲ့BSC ဆို BSC ခုဒီလိုမျိုးနံပါတ်တွေပေါ်နေမှာပေါ့နော်ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ERC20 ဆိုရင် ERC20 မှာဒီလိုနံပါတ်တွေပေါ်ဒါနမူနာအနေနဲ့ကျွန်တော်ပြတာပါမိတ်ဆွေတို့ရဲ့ခုနပြောတဲ့ Bybit ဆို Bybit Red Dot ဆို Red Dot မှာတော့ကိုယ့်ဘာသာကိုဟိုရှားမှာဖြစ်ပါတယ်Red Dot ဖြစ်ဖြစ် Bybit ဖြစ်ဖြစ်ဝင်သွားပြီးတော့ deposit ကနေပြီးတော့မှ USDT ရွေးပြီးသွားပြီဆိုရင် network ကိုရွေး chain type ပေါ့နော် network ကိုရွေးပြီးသွားပြီဆိုရင်တော့အောက်မှာပေါ်လာတဲ့ဒီ ID ဒါမှမဟုတ် address နံပါတ်ကိုဒီမှာရိုက်ထည့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ copy ပွားလိုက်ပေါ့နော်ရိုက်ထည့်နေစလုံးပေါင်းမှအသေးကြီးမှားမှာဖြစ်ဆိုတဲ့အတွက်ကြောင့်ဒီမှာ copy ပွားလိုက်ပေါ့ဒီဟာမဟုတ်ဘူးเนาะဒီဟာကျွန်တော်ဟာမိတ်ဆွေတို့ရဲ့ ID ကကိုယ့်ဘာသာကိုတက်ရှိလိမ့်မယ်ကျွန်တော်ပြီးရင် screenshot တွေကျွန်တော်ပြောပြပါဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကျန်တာကတော့ payment method ကတော့အရင် Starlink Pay မှာလည်းရှင်းပြသွားပါဖြစ်ပါတယ် KPay WePay AirPay ဒီဟာတွေမှာ payment method တွေရွေးလို့ရတယ် promo code တွေကတော့ကျွန်တော်Facebook Instagram YouTube မှာ like တွေ comment တွေ follow တွေ subscribe တွေလုပ်ထားပြီးတော့မိတ်ဆွေတို့လုပ်ထားကြအောင် screenshot တွေနဲ့ကျွန်တော်တို့ဒီဆိုင်ရာ admin page တွေမှာဝင်ပြီးတော့promo code တွေတောင်းလို့ရပါတယ်ဒါဆိုရင်တော့ဈေးတက်ကျွန်တော်လုပ်ပြီးဒီထက်ပိုတက်တာအောင်ကျွန်တော်လုပ်ပြီးလို့ရပါတယ်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ကဒီကိုAirPay KPay WePay တွေနဲ့ရှစ်ပတ်စံပေးထားတဲ့ပမာဏပေါ့နော်ဒါဆိုရင်$100လိုချင်တယ်ဆိုရင်$100 4,3500ပေးထားတဲ့ဟာကိုKPay တမို့တစ်ခုပေါ့နော်အဲ့ဒီရဲ့ payment slip ကိုဒီ screenshot ကိုဒီမှာupload လုပ်ပြီးတော့ကျွန်တော်တို့submit လုပ်လိုက်ရပါပြီဟုတ်ကဲ့ဒါကတော့ visa top up အကြောင်းရှင်းပြတာဖြစ်ပါတယ်။ no need to be device activation မှာလည်းဒီတိုင်းပါပဲ။အဲ့တော့ device activation မှာတော့ကျွန်တော်တို့မိတ်ဆွေတို့ရဲ့ဒီ Starlink account ထဲမှာကျွန်တော်တို့အရင်ပထမဆုံးဗီဒီယိုမှာရှင်းပြခဲ့သလိုကျွန်တော်တို့ setting ထဲဝင်ကြည့်လိုက်ရင်kit number ပေါ်တယ်။အဲ့ kit number ကိုဒီမှာရိုက်ထည့်ရမှာဖြစ်ပါတယ်။ kit number ရိုက်ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ country ကိုရွေးပေါ့နော်ကိုရွေးချင်တဲ့ activation လုပ်ချင်တဲ့country ကိုရေးရမှာဖြစ်ပါတယ်ဈေးသက်သာတဲ့ country ဆိုတော့ Argentina ဆိုရင် Argentina ရွေးလိုက်ပေါ့နော်အဲ့မှာကျွန်တော်တို့ရွေးရမှာဖြစ်ပါတယ်လောလောဆယ်တော့ activation fees တွေကိုကျွန်တော်ဒီလောက်တတ်မှတ်ထားတာဖြစ်ပါတယ်နောက်ပိုင်းဒီမှာတော့ကျွန်တော်တို့ဒီလုံးရင်များဆောင်လာတဲ့ရောတပြိုင်နက်တည်း မိတ်ဆွေတို့ promotion code တွေလည်းရှိပါတယ်ဒီ promotion code တွေနဲ့ကျွန်တော်တို့ဈေးသက်သာဖြစ်အောင်လည်းကျွန်တော်တို့လုပ်ပေးလို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ select payment မှာထိုနည်းတူပဲကျွန်တော်တို့အရင်ခောက်တွေကရှင်းပြသလိုပဲ KPay WePay AirPay ဆက်ဖြင့်ကိုရွေးပြီးတော့ပေါ်လာတဲ့ဒီ QR code တွေမှာဖတ်ပြီးတော့ကိုကြာတင်တဲ့ငွေပမာဏအတိုင်းပဲကျွန်တော်တို့ဆောင်လိုက်ရပါပြီအဲ့ဒီမှာ USA code ဆိုတော့ဈေးများနေပေါ့နော် Euro code ဆိုတော့ဈေးများနေလိမ့်မယ်ဈေးသက်သာတဲ့ Argentina code ရွေးချင်တယ်ဆိုရင်တော့အခုလောလောဆယ်တော့9သိန်းနဲ့ကျတယ်ဆိုပေမဲ့နောက်ပိုင်းနောက်လာတွေမှာဆိုတော့3သိန်းကျော်ပဲကျပါဒါကတော့ဒေါ်လာဈေးတက်ကြပုံနဲ့မှုတည်ပြီးတော့3သိန်း1000 2000စဖြစ်ဒေါ်လာဈေးတက်ကြပုံဒီမှာပေါ့နော်လက်ရှိကာလတွေဆိုတော့3သိန်းကျော်လောက်ပဲကျပါတယ်ဒါကတော့နောက်ပိုင်းနေမှာကျမဲ့ပမာဏပါနော်လက်ရှိ activation fees ကတော့ကျွန်တော်တို့တခြားဒီ region chain တဲ့အတွက်ကြောင့် region မှာ chain ရတဲ့ဟာတွေရှိပဲကျွန်တော်တို့ရဲ့ဒီပုံဆောင်ကားတွေရှိမယ်ဒါတွေအတွက်ကျွန်တော်တို့ဒီ9သိန်းယူတာပေါ့နော်နောက်လာတွေဆိုတော့ကျွန်တော်တို့ကဈေးတက်တာပါမှာပေါ့နော်အဲဒီလို promo code တွေလည်းကျွန်တော်တို့ရှိပါတယ်အဲ့လိုမျိုးတွေ payment slip တွေပါအားလုံးလုပ်ပြီးသွားပြီဆိုတော့ submit order တင်လိုက်တာ ਨੇ ကျွန်တော်တို့ဒီ device activation ကိုဆောင်လို့ကျွန်တော်တို့ဘက်ကမြင်ပြီးသွားပြီ screenshot လည်းမြင်ပြီးပြီဆိုတော့ကျွန်တော်တို့ device activation ကိုလုပ်ပေးပါမယ်လုပ်ပေးပြီးပြီဆိုတော့မိတ်ဆွေတို့ set ကိုကျွန်တော်တို့ device activation လုပ်ပေးပြီးသွားပြီဆိုရင်တော့ပြန်ပြီးတော့ဆက်သွယ်ပါမယ်အသေးစိတ်ချက်လက်တွေကိုလည်းကျွန်တော်တို့ group chat တွေထဲကနေကျွန်တော်တို့မေးလို့ရတယ်ဒါပေမဲ့ကို personal နဲ့ပတ်သက်ပြီးတော့ admin ကိုပဲတိုက်ရိုက်မေးချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ admin ကနေတိုက်ရိုက်ချက်ပြီးတော့ ဟိုင်းပြီးတော့ admin ကိုမေးပြီးတော့တိုက်ရိုက်မေးလို့ရပါတယ်ဒါဆိုရင် admin ကနေပြီးတော့မိတ်ဆွေတို့ရဲ့ personal တယောက်ချင်းစီချက်ကိုပြန်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီ promotion တွေကိုလည်းဒီမှာဒီ news and promotion တွေမှာနောင်လာမဲ့ promotion တွေကိုကျွန်တော်တို့ထပ်ပြီးတော့ဒီမှာပေါ်ပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ရှိပါတယ်ဒီကြည့်ရှုပေးတဲ့အကြောင်းကျွန်တော်တို့ display page ကိုမိတ်ဆွေတို့ယုံကြည်စိတ်ချစွာလုံခြုံမြန်ဆန်နဲ့ကျွန်တော်တို့ဈေးသက်သာဆုံးဖြစ်အောင်ဆောင်ရွက်ပေးနေတယ်ဆိုတဲ့အကြောင်းကိုမိတ်ဆွေတို့ရဲ့တခြားမိတ်ဆွေတွေကိုလည်းဆက်လက်ပြောပြပေးတော့ပါဦးကျွန်တော်ကဒီကနေညို့မြစ်တာရက်ခံပါတယ်ကျေးဇူးများကြီးတင်ရှိပါတယ်